ပြားဘရင်မကိုပီယာမစ်တစ်ခုထဲမှာပိတ်လောင်ထားခဲ့ပါတယ်။ဘာမှမသိတဲ့အမျိုးသမီးတစ်ယောက်ကအဲ့ဒါကိုကောက်ယူခဲ့ပြီးသူမဟာပီယာမစ်ရဲ့ဆက်ရန်ရာကိုမတော်တဆဖွင့်မိသွားခဲ့ပါတယ်။အတွင်းထဲကဆက်သွားတွေဟာစတင်လဲပက်လာပြီးနှစ်ပေါင်း1000ကြာအိပ်ပျော်နေခဲ့တဲ့ပြားဘရင်မကိုနိုးထစေခဲ့ပါတယ်။ပီယာမစ်ရဲ့တန်တကားပွင့်သွားပြီးပြားဘရင်မဟာအပြင်ကိုပြုတ်ကျလာခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲအဲ့ဒီအမျိုးသမီးဟာစပွဲတစ်ခုကိုမတော်တဆတိုက်မိသွားခဲ့ပြီးပြားဘရင်မဟာသူမရဲ့လက်ဆွဲအိတ်ထဲကိုတက်တက်မမတ်ကျသွားခဲ့ပါတယ်။အမျိုးသမီးကတော့ဘာမှသတိမထားမိပဲထွက်ခွာသွားခဲ့ပါတယ်။မကြခင်မှာပဲဆရာဝန်တွေဟာအဲ့ဒီဘူးပွင့်နေတာကိုသတိပြုမိသွားခဲ့ပါတယ်။ပြားဘရင်မပျောက်ဆုံးနေတာကိုသိတဲ့အခါသူတို့အိမ်တအိမ်လုံးကိုအနှံ့ပြားရှာဖွေခဲ့ကြပေမဲ့ဘာချီရလက်ရမျှရှာမတွေ့ခဲ့ပါဘူး။အားလုံးဘာလို့ရမှန်းမသိဖြစ်နေတဲ့အချိန်မှာလူစီကဂျန်နီဒီကိုစောစောကရောက်နေခဲ့တာကိုရုတ်တရက်သတိရသွားပါတယ်။ဒါကိုကြားရတဲ့အခါဆရာဝန်ဟာစစ်ဆေးဖို့ချက်ချင်းတူးထောက်ကြည့်ရှုခဲ့ပြီးအမှန်ပဲသူဟာစပွဲပေါ်မှာပြားဘရင်မရဲ့ခြေရလက်ရတွေကိုရှာတွေ့ခဲ့ပါတယ်။ပြားဘရင်မဟာအိတ်ထဲကိုပြုတ်ကျသွားခဲ့ပြီးဘာမှမသိတဲ့ဂျန်နီကယူသွားခဲ့တာဖြစ်ရမယ်လို့သုံးသပ်ခဲ့ကြပါတယ်။ဂျန်နီဟာအိမ်ကိုအခုတင်ပဲပြန်ရောက်ခဲ့ပြီးဆရာဝန်ကသူ့မစီဖုန်းဆက်ခဲ့ပါတယ်။သူမဟာသူမရဲ့အိတ်ထဲကိုအလိုလိုပဲလက်နိုင်ပြီးရှာဖွေခဲ့ပေမဲ့ဒါကပြားဘရင်မကိုစိတ်ဆိုးဒေါသထွက်စေခဲ့ပါတယ်။ပြားဘရင်မဟာဒေါသတကြီးနဲ့သူမကိုကိုက်လိုက်ပါတယ်။သူမကတော့တခုခုအစိတ်ဆူးနဲ့အထိုးခံရတာလို့ပဲထင်ခဲ့ပြီးဂရုမစိုက်ခဲ့ပါဘူး။သူမမသိခဲ့တာကတော့ဒါဟာသူမအတွက်ကြီးမားတဲ့အန္တရာယ်ကိုတည်ဆောင်လာလိမ့်မယ်ဆိုတာပါပဲ။